ကဲမင်းညတော့ငါဗီဒီယိုထဲမှာမမျိုးမဲမယ်လိုဒီစားနေတဲ့စာဖြေကိုအရန်စားကျင်တယ်ဆိုခေါင်းမှတ်လိုက်တော့အမစားကျင်ပို့ပေးမယ်ဆိုပြီးတော့မပို့ပေးလိုက်တာပေါ့နော်ဝေးမိသားစုထမင်းဆိုင်ကနေပို့ပေးလိုက်တာအဲ့ဒါဆိုင်ရှင်ဝေးမိသားစုထမင်းဆိုင်ကနေလေချစ်လို့ဆိုပြီးတော့စားဖြေအပြင်မှာအများကြီးပဲထည့်ပေးလိုက်တယ်စားကျင်အချိန်ဝေးပြောပါဆိုတော့ဒီမှာကွယ်ဝတ်သားစားဖြေမမျိုးလည်းကျေးဇူးအများကြီးတင်ပါတယ်စားချင်တာလေးလည်းစားရတယ်အရင်လည်းကျင်းနေနေပါပြီပြီးတော့မွေးမိသားစုထမင်းဆိုင်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဘာလို့လဲဆိုကျူးလေး Facebook ပေါ်မှာအရင်တရေကြနေတဲ့သူကဗုဒ္ဓဟူးစနေတနင်္ဂနွေပဲအဲ့လိုမျိုးချက်တာနဲ့တူတယ်ဟုတ်တယ်တပတ်3ရက်လောက်တော့ချက်တယ်ငါးကောင်းမြင့်ချင်းအရင်ကြိုက်တော့ငါးကောင်းမြင့်ချင်းလေးလည်းရောက်လာပါတယ်ပြီးတော့ဒါလေးကတော့ချက်ကချင်ချက်ပါအများကြီးပဲစားပြီးတော့ပဲဟုတ်လားချက်ကချင်ချက်ကလေးရောပြီးတော့ဖတ်ထမင်းလည်းပါသေးတယ်ဖတ်ထမင်းရဲ့ကြက်ကြော်လေးနဲ့ဒီမှာမွေးမိသားစုမြန်မာထမင်းဆိုင်ပါဒါလေးကတော့ဖတ်ထမင်းရဲ့ကြက်ကြော်နဲ့ပြီးတော့တိုးစရာကြီးလည်းပါတယ်ငပိတိုးစရာကြီးလည်းပါတယ်ပြီးတော့အချိုဝဲမုတ်တွေလည်းပါတယ်ကျေးဇူးအများကြီးပကံလုံးလေးပေးပါလားကျေးဇူးအများကြီးတင်ပါတယ်လို့အခုငါးကောင်းမြင့်ချင်လေးအရင်စစားမယ်နော်ဒီမှာဒါချက်အိုးကြီးနဲ့လေအိုးကြီးနဲ့အကြီးပဲချက်ပြီးတော့ကောင်းတာလေကောင်းတာโอ้ยน้องอ่ะอเมริกาစားတော့စားဖေတော့တစ်ခါစားဘူးလေဒါပေမဲ့အမေသားမစားတော့စားဖေကိုမစားတော့ထင်တာအခုတော့ဝတ်သားနဲ့စားဖေဆိုတော့စားဖေကိုစားရပကံလေးတွေကိုအလိုလေးထည့်ပြီးတော့ငါးကချင်ချက်လားချက်ကချင်ချက်မလို့ငါးကချင်ချက်ကြက်မုံငါမစားသေးပဲရမ်းထုတ်လိုက်တာစားဖေကိုအီလေးဆန်ပြီးတော့ကဝတ်သားလေးကိုထည့်ညာပဲဝတ်သားရရလဲစားပြီးတော့ပဲချူလေးတို့တော့ပြီးတော့အဲ့လိုလေးမှွေကိုစားဘူးလာတော့အဲ့လိုမျိုးလေးပေါ့နော်ကောင်းမွန်တော့ဦးကွယ်ကောင်းမွန်ထိမိတော့လေစားပြောမှဖားကန့်မှာစားဘူးလားဖားကန့်မှာတွားတော့လေဘူးတော့ဘာသာလဲကျူလေးစားနေရမှန်တော့မသိဘူးပေါ့နော်ဒီလိုပဲစားတတ်တာအသားနဲ့မဟုတ်ဘဲနဲ့တို့ထုတ်ပြီးစားလဲရမယ်နဲ့တူတယ်ကိုကြတော့မုံလေးဆိုမြင့်လေးဒီကမုံလေးမှာစားအရန်ကောင်းခုနမှားပြောငါးကချင်ကြကောင်းလိုက်တာစားကောင်းစားရရုပ်ကအဲ့လိုပြောနော်
မန်မျိုးလို့ချစ်စနိုးခေါ်ရမန်မယ်လူတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့အခုလိုမျိုးစားကောင်းတောက်ခေါ်ရအများကြီးကိုပို့ပေးလိုက်တော့မွေးမိသားစုမြန်မာသမင်းကြောင်လည်းကျေးဇူးအများကြီးတင်ပါတယ်မွေးမိသားစုဆိုတာတောင်းကလာမှရှိရသွားသွားပြလာအများနဲ့လည်းမြင်တယ် line ပေါ်မှာလည်းတွေ့နေတယ်တရက်ကိုယ်တိုင်ကိုကြသွားစားပါဦးမီဒီတော့အားပါလက်နဲ့ဆွဲလိုက်တော့မယ်တတ်တာကျေးဇူးအများကြီးတင်ပါတယ်